Hull City 2-0 Manchester United အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆိုပါကဲဆိုတော့ Michael Carrick ရဲ့ယာတီအဖွင့်ပွဲစဉ်ကတော့အရှုံးနဲ့အဆုံးသတ်သွားခဲ့ပါပြီပြီးခဲ့တဲ့ယာတီမှာ POV ရဲ့ United ကိုအချိန်မီကယ်တင်တက်မှတ်ပေးနိုင်ခဲ့တဲ့ Carrick အတွက် Honeymoon နေ့ရက်တွေကုန်ဆုံးသွားပြီးယာတီသစ်ရဲ့စိန်ခေါ်မှုဟာလက်တွေ့ကျကျရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တန်တက် Hull City ကိုရင်ဆိုင်ရတာဆိုတော့ United အတွက်လွယ်ကူတဲ့အဖွင့်ပွဲစဉ်ဖြစ်လာမယ်လို့ယူဆခဲ့ကြပေမဲ့တကယ်လက်တွေ့မှာတော့ Carrick ရဲ့အသင်းဟာရုပ်ပိုင်းဆိုင်ရာအသစ်မဖြစ်သေးတာပြီးခဲ့တဲ့ယာတီတုန်းကအတိုင်း D block တွေကိုဖြိုခွဲဖို့ရုန်းကန်နေရဆဲဆိုတာမြင်ရပါတယ်ကာရီကသူ့ရဲ့ကွင်းလယ်လူသင်းနှစ်ယောက်စလုံးကိုပွဲထွက်လူစင်းမှာအသုံးပြုခဲ့ပြီးတိုက်စစ်မှာဒေါ်ဂူကွန်ညာအန်ဘူမိုတို့ကိုပွဲထုတ်လာခဲ့ပါတယ်။တန်တက်ဟာစီတီနီးပြဂျီကာယူဗစ်ကတော့541ကစားကွက်ကိုသုံးတယ်။တချို့အချိန်တွေမှာ631အထိဖြစ်သွားတယ်။ချန်ပီယံရှစ်မှာတော့ရုန်းကန်ခဲ့ရတဲ့ခန်စစ်တီဆောက်ပုံကိုအာယုံဆိုင်ပြင်ဆင်ထားတာမြင်ရတယ်။9နှစ်အတွင်းပထမဆုံးပရီးမီးယားလိပွဲစဉ်အတွက်စိတ်အားထက်သန်မှုအပြည့်စတင်ခဲ့တဲ့ဟာစီတီဟာ United ကို physical battle မှာအသာစီးယူနိုင်ခဲ့ပြီး United ထက်ပိုပြေးလွှားပိုတန်မာခဲ့တဲ့အသင်းဖြစ်ပါတယ်။ဝင်းဘတ်တွေဖြစ်တဲ့ Ryan Guy, Lewis Squine တို့ကဘယ်အချိန်မှာတိုက်စစ်တီလိုက်ပါပေးရမလဲမှန်မှန်ကန်ကန်ရွေးချယ်နိုင်ခဲ့ပါတယ်။သူတို့ရဲ့အတက်ဆင်းမှန်မှန်ကစားဟန်နဲ့ဖြတ်တင်ဘောတွေဟာ United ကိုအတော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်။တိုက်စစ်မှာ Mac Bunny က focal point ဖြစ်ဘောလုံးပိုင်ဆိုင်မှု30%ကျော်လောက်သာရခဲ့တဲ့သူအသင်းတို့ကလက်ခံရသမျှဘောလုံးတိုင်းကိုအကျိုးရှိအောင်အသုံးချသွားနိုင်ခဲ့ပါတယ်။ပြီးရင် Regan Slater ရဲ့ဖြတ်တင်ဘောတီကန်ဘောတွေ United ဟာပြီးခဲ့တဲ့ရာသီမှာ set piece တွေကိုကောင်းကောင်းအသုံးချနိုင်ခဲ့တဲ့အသင်းမှာဒီပွဲမှာတော့သူတို့ရဲ့ set piece defending ကဖျို့ဖျဲရုန်းကန်နေရတာကိုမြင်ရတယ်။ဟာစီတီရဲ့အဖွင့်ဂိုးမှာစလေတာရဲ့ထောင်းကန်ဘောကနေမက်ဘန်နီပိတ်သွင်းတာကိုလမ်းမကာဝယ်ခဲ့ပေမဲ့ဆမ်မီအေဂျီကအနီးကပိတ်သွင်းသွားခဲ့ပါတယ်။စလေတာရဲ့တီကန်ဘောကနေပဲကလပ်ဆန်ဂျီနီပြောင်းရွှေ့ကြီးပိုင်ရှင်နောက်ခံလူနိုဘယ်မန်ဒီကဒုတိယဂိုးကိုသွင်းပါတယ်။ဆိုတော့ဘိုးနောက်ခံလူနှစ်ယောက်ဂိုးတွေသွင်းနိုင်ခဲ့တာဖြစ်ပြီးခန်းစင်းမှာလည်းတာဝန်ကျေခဲ့ကြပါတယ်။သူတို့ကဝိုင်းရင်ဂျူအင်ကန်ရဲ့ဘေးမှာဝန်းရံပြီး United ရဲ့ချီပါဂိုးအတွက်ကြိုးစားမှုအားလုံးကိုကာကွယ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ပေါင်းရှင်းထုတ်မှု18ကြိမ်ပြုလုပ်ခဲ့တယ်။ဂျွန်အီကန်ကတော့ဒီလောက်ပမာဏကိုသူတယောက်တည်းတိုင်ခံလုပ်ပြသွားပါတယ်။ခန်းစီအတွင်းလူ3ယောက်စလုံးဒီလိုရှင်းထုတ်မှုတွေအချိန်ချင်းလုပ်ခဲ့ရတာဆိုတော့ United ဟာပြန်ဘက် area တဲ့ဘောလုံးတွေဇက်တိုက်ပေးပို့နိုင်ခဲ့တာဆိုတဲ့အဓိပ္ပာယ်တော့ဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့အများစုက Hull City ခံစစ်မှုတွေအတွက်အခက်အခဲမရှိခဲ့တဲ့ဖြတ်တင်ဘောတွေကပ်ပတ်တွေပါပဲ။ Hull City ရဲ့ D block ကဒီလိုပြည်ပြင်းနေတဲ့အခါ United ဟာ wide area တွေကနေဖြတ်တင်ဘောတွေကိုသာအားပြုနေခဲ့ရတာဖြစ်ပါတယ်။ United ရဲ့ဒီပြဿနာကဒီယာဒီမှမြင်ရတာမဟုတ်ပါဘူး။ low block mid block တွေအတွက် individual movement တွေမရှိဘူးဆိုရင်ဖြတ်တင်ဘောတွေနဲ့ပဲဖြည့်ရှင်းဖို့ကြိုးစားရတာမျိုးအရင်ကလည်းတွေးခဲ့ရပြီးသားပါ။ဒီပွဲမှာ United ဟာဖြတ်တင်မော39ချိန်ပြုတ်လုခဲ့ပြီးဘောလုံးပေးပို့မှု19ချိန်တိုင်းမှာဖြတ်တင်မောတစ်ချိန်လုပ်နေခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဓိကဖန်နီးရှင်ဖြစ်တဲ့ Bruno Fernandes ခြေစွမ်းသိမ့်မပေါ်ခဲ့တယ်လို့ကွင်းလယ်လူသင်းနှစ်ယောက်စလုံးဟာဘောလုံးကင်ထားရုံကလွှဲရင်ထိရောက်မှုသိမရှိခဲ့ပါဘူး Hull City ရဲ့အတင်းဝင်အတင်းထွက်ဟန်နဲ့ Central Block အတွက်သူတို့မှာအဖြေမရှိခဲ့ပါဘူးဒုတိယပိုင်းမှာတော့နှစ်ယောက်စလုံးလူစားလက်ခံလိုက်ရပါတယ်တကယ်တော့သူတို့နှစ်ယောက်တည်းမဟုတ်ပါဘူး United ဟာတသိန်းလုံးနီးပါး ground jewel area jewel တွေမှာအရေးနှင်းခဲ့တယ်လို့ second ball တွေကောက်ဖို့လည်းလုံလောက်မနေခဲ့ပါဘူးဒုတိယပိုင်းအစမှာ Carrick ကRashford ကိုစောစောစီးစီးထည့်သွင်းခဲ့ပေမဲ့သူ့စီကလည်းဘာမှတိတ်ထူးထူးခြားခြားမမြင်ခဲ့ရဘူးဒီလိုနဲ့ United ဟာမရည်ရတဲ့ဖြတ်တင်ဘော်ဒီနဲ့တာခြေပါကိုတကူမှမရလိုက်ပဲအချိန်ကုန်သွားခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကလိုပဲခန်းစစ်ပိတ်ကစားမဲ့ပြန်ဘက်တွေကိုရင်ဆိုင်ရတိုင်းရုန်းကန်နေရတဲ့ပြဿနာကို Carrick မဖြေရှင်းနိုင်သေးတာမြင်ရတယ်နွေရာသီရဲ့6ကက်ကက်ပြင်ဆင်မှုပေါ်အားမလို့အားမရဖြစ်နေတဲ့ပရိသတ်တွေအတွက်ရာသီအဖွင့်ရှုံးပွဲဟာစိုးရိမ်စိတ်ပိုသွားစီပါတယ်ဘာလီဘာကတေချာတလောက်ရှိနေပြီဆိုပေမဲ့သူကရောချက်ချင်းအားကိုးရပါမလားလူရှော့တက်ဘက်ကမလို့တာတေချာပြီလားဆိုတဲ့မေးခွန်းတွေဟာ Old Trafford လီလူထဲမှာပြန်ကျင်းနေပါတယ်အင်တန်မန်နေဂျာဘွားမှာအလုပ်ဖြစ်ခဲ့ပေမဲ့ပါမန်နဲ့ role အတွက်လုံလောက်ရလားဆိုတဲ့တန်တရားတွေ PR တွေဟာ Carrick စီကိုစောစောစီးစီးရောက်ရှိလာပါပြီဒါကိုသူတည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်မှာမလား United ဟာ transfer window မပိတ်သေးခင်မှာလိုအပ်တဲ့နောက်ထပ်အားပြည့်မှုတွေထပ်လုပ်နိုင်မှာမလားပရိသတ်တွေရင်တမမစောင့်ကြည့်ရတော့မယ့်အချိန်မှာတန်တက် Hull City ကတော့တကြောပြန် top flight experience ကိုလှပတဲ့ညနေခင်းတစ်ခုနဲ့ဖွင့်လှစ်သွားနိုင်ခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်